သက်50ကျော်လာတဲ့အခါကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာကြွက်သားတွေဟာတစ်နှစ်ကို100ခိုင်နှုန်းကနေ300ခိုင်နှုန်းအထိအလိုအလျောက်လျော့နေသွားတတ်ပါတယ်။ဒါကိုကာကွယ်ဖို့ပရိုတင်းစားရမယ်ဆိုတာသိကြပေမဲ့အသားတွေအများကြီးစားရင်ကြောက်ကက်ထိခိုက်မလားဆိုပြီးစိုးရိမ်နေကြသူတွေလည်းရှိပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ကြောက်ကက်ကိုဝင်မပိစေပဲကြွက်သားထုကိုအကောင်းဆုံးထိန်းသိမ်းပေးနိုင်တဲ့ပရိုတင်းရင်းမြစ်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဘာကြောင့်ပရိုတင်းကိုဂရုတစိုက်ရွေးချယ်သင့်တယ်လဲဆိုတော့အသက်ကြီးလာရင်ကြောက်ကက်ရဲ့စစ်ထုတ်နိုင်စွမ်း filtration ကငယ်ငယ်တုန်းကလောက်မကောင်းတော့ပါဘူး။ဒါကြောင့်အရည်အသွေးညှင့်ပြီးအညစ်အကြေးယူရီးယားခရီယက်တနင်းထွက်နှုန်းနေတဲ့ပရိုတင်းမျိုးကိုရွေးချယ်ဖို့လိုအပ်တာပါ။ဒီလိုရွေးချယ်နိုင်ဖို့အကောင်းဆုံးပရိုတင်းရင်းမြစ်5မျိုးကတော့ဒီကြက်ဥအကာ egg whites ကြက်ဥအကာဟာရွှေစံနှုန်း gold standard protein ပါ phosphorus တဲ့အလွန်နေတဲ့အတွက်ကြောက်ကက်အတွက်အနည်းအကင်းဆုံးဖြစ်ပြီးကြွက်သားအတွက်လိုအပ်တဲ့ amino acid တွေအပြည့်အဝပါဝင်ပါတယ်။နှစ်ငါအထူးသဖြင့်ဆယ်မွန်ငါငတ်တလောက်ဒါမှမဟုတ်အဖြူရောင်အသားရှိတဲ့ငါတွေဟာအစာချေဖြန့်ရလွယ်ကူပါတယ်။အနီရောင်အသားတွေဖြစ်တဲ့အမဲသားစိတ်သားတွေလိုကြောက်ကက်ကိုဝန်မပိစေတဲ့အပြင်နှလုံးအတွက်ကောင်းတဲ့ omega 3လည်းပါဝင်ပါတယ်။3. ကြက်ရင်ပုံသား chicken breast အစီနဲ့အရည်ခုံမပါတဲ့ကြက်ရင်ပုံသားဟာအရည်သွေးမြင့်ပရိုတင်းကိုပေးစွမ်းနိုင်ပါတယ်။ချက်ပြုတ်တဲ့အခါမှာဆိုဒီယမ်လျှော့သုံးဖို့တော့အထူးသတိပြုရပါမယ်။ 4. ပဲအမျိုးမျိုး plant-based proteins တိုဟူပဲပြားနဲ့ကယ်လဘဲတို့လိုအပင်ထွက်ပရိုတင်းတွေဟာတရိတ်ဆန်ထွက်ပရိုတင်းတွေထက်ကြောက်ကက်အပေါ်တက်ရောက်မှုပိုမိုသက်သာစေပါတယ်။အမြင့်တက်လဲကျွယ်ဝလို့ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။ငါဂရီဒိန်ချင်းကပုံမှန်ဒိန်ချင်းထက်ပရိုတင်း2ဆခန့်ပိုပါဝင်ပြီးအစာအိမ်နဲ့ဥလန်းချောင်းအတွက်ကောင်းတဲ့ probiotics တွေလည်းပါဝင်ပါတယ်။ကြောက်ကက်ယောဂအခန်းရှိသူတွေကဂရီဒိန်ချင်းမှာ phosphorus ပါဝင်တာကြောင့်ဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသင့်ပါတယ်။အရေးကြီးတဲ့အချက်လက်တွေကတော့ပရိုတင်းကိုတစ်နက်ထိမှအများကြီးမစားဘဲမနက်နေ့ညမျှတအောင်ခွဲစားခြင်းကကြောက်ကက်ကိုဝန်မပိစေပဲကြွက်သားစီကိုပရိုတင်းရောက်ရှိမှုပိုကောင်းစေပါလေ။နောက်တစ်ချက်ကပရိုတင်းစားသုံးမှုမြင့်လာရင်ကြောက်ကက်ကအညစ်အကြေးစစ်ထုတ်ရလွယ်ကူအောင်ရေကိုလုံလောက်စွာတောက်ပေးရပါမယ်။ဒါအပြင်အစားတောက်တင်မကပဲပေါ်ကိုလက်လှူရှားမှုဥပမာလမ်းလျှောက်ခြင်းလုပ်ပြီးမှသာပရိုတင်းကကြွက်သားဖြစ်ပြောင်းလဲမှာပါ။ညီကုန်းချုပ်အနေနဲ့ကျန်းမာတဲ့အသက်အရွယ်ကိုပိုင်ဆိုင်ဖို့ဆိုတာမှန်ကန်တဲ့အာဟာရကိုရွေးချယ်တတ်ဖို့ပဲဖြစ်ပါတယ်။အခုပြောပြခဲ့တဲ့အစားအသောက်တွေကိုသင်ရဲ့နေ့စဉ်စားသောက်မှုပုံစံမှာထည့်သွင်းကြည့်ပါ။အကယ်၍သင်မှာကြောက်ကက်ယောဂအခန်းရှိနေပြီဆိုရင်တော့အစားအသောက်အပြောင်းလဲမလုပ်ခင်တက်ကျွမ်းနားလေတဲ့ဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ဆွေးနွေးဖို့အကြံပြုလိုပါတယ်။အားလုံးပဲကြွက်သားတန့်ဆွမ်းပြီးကျန်းမာတဲ့အသက်ရှည်ခြင်းကိုပိုင်ဆိုင်နိုင်ကြပါစေ။